Obito က Naruto series တစ်လျှောက်မှာရေပန်းအစားဆုံးစက်ကောင်တွေထဲကတစ်ယောက်ဆိုပေမဲ့သူ့ရဲ့မွေးနေ့ကိုတည်တဲ့သူကမြင်မြန်ဆဆမရှိပါဘူး။တကယ်တော့ Obito ရဲ့မွေးနေ့က February 10 ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သွေးအမျိုးအစားကတော့ O သွေးပါ။ဇလန်းတွဲမှာကြည်ရတဲ့လောက်ဆိုရင်တော့သူ့ရဲ့မိဘတွေကသူအရွယ်မရောက်သေးခင်ကတည်းကဆုံးမသွားခဲ့ကြတာပါ။ဒါပေမဲ့သူ့ကိုစောင့်ရှောက်ခဲ့တဲ့သူကတော့သူ့ရဲ့အဖွားပဲဖြစ်ပါတယ်။အီတာချီရဲ့ထင်းမိတ်လည်းဖြစ်ပြိုင်ဖက်လည်းဖြစ်ခဲ့မှုတဲ့သူကိုသူကိုယ်တိုင်တက်ခဲ့တာဖြစ်ပါတယ်။ Rin တေဆုံးပြီးနောက်မပြုံးတော့ပါဘူး။သူအချစ်ဆုံးသူတစ်ယောက်ဖြစ်တဲ့ Rin တေဆုံးမှုပြီးသွားတဲ့နောက်မှာတော့ကဘာကြီးရဲ့ရက်စက်မှုတွေကိုမုန်းတီးလာခဲ့တာကြောင့်ပြုံးတာကိုမတွေ့ရတော့ပါဘူး။သူပြုံးတာကိုနောက်ဆုံးအချိန်မှသာတေဆုံးခံရမှတစ်ခါပြန်တွေ့ခဲ့ရတာပါ။ပြုံးတဲ့စီလို့ဂျုံနဲ့ရုပ်တွေငါဝယ်ထားတယ်မမုံနဲ့ဘိုးရင်ကမတိတက်ခဲ့ပြီမဲ့ဒီချိန်မှာမင်းရလက်ကိုပဲဝိတ္တမြရဲ့ရေစက်ကောင်းအောင်လေးသာဒီနဲ့မမရှိတဲ့ငါရမနဲ့တစားပြုံးလို့သာကြည့်ွယ်သူရဲ့ဒီနာရီခုမှပြီးပြီမဲ့မင်းငါရှိမနေခဲ့